မင်္ဂလာပါရှင်ကျမတို့မြန်မာစာပေလောကမှာဖတ်ပြီးရင်ထဲမှာစိုးနေသွားရမယ့်အပြင်လူတစ်ယောက်ကိုဒီလောက်ထိလေးစားအားကြရပါလားဆိုတဲ့အတွေ့အမျိုးဝင်လာစေတဲ့စာအုပ်မျိုးကြုံမှုကြလားရှင်အချစ်ဝတ္ထုမဟုတ်ပေမဲ့မေတ္တာဖွင့်တဲ့မှုတွေပြည့်နေတယ်သမိုင်းစာအုပ်မဟုတ်ပေမဲ့ခေတ္တခေတ်ရဲ့ပုံရိပ်ကိုထင်ဟန်နေတယ်ဒီစာအုပ်ကတော့ဂျာနယ်ကျော်မလေးရဲ့ကန္နဝေမှတ်တမ်းသူ့လူပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကိုဘွားကိုမိသားစုထက်တိုင်းပြည်နဲ့အမှန်တရားကိုပိုချစ်တဲ့မြမလွတ်လပ်ရေးခေတ်ဦးကရှားပါလူသားတို့ဖြစ်တဲ့ဂျာနယ်ကျော်ဦးချစ်မောင်ကြောင့်ရေးဖွဲ့ထားတဲ့သူ့လူစာအုပ်ကိုကျွန်မပြပြသွားချင်ပါတယ်ရှင်အပိုင်း1သူ့လူဆိုတာဘယ်သူလဲပထမဆုံးအနေနဲ့သူ့လူလို့တင်စားခံရတဲ့သူကဘယ်သူလဲသူကတော့ဂျာနယ်ကျော်ဦးချစ်မောင်ပါသူခေတ်သူအခါကဂျာနယ်ကျော်ဆိုတဲ့သတင်းစာတိုက်ကိုတည်ထောင်ပြီးကိုလိုနီအစိုးရကိုရောဂျပန်ကိုရောစာပေနဲ့တော်လှန်ခဲ့တဲ့သတင်းစာဆရာကြီးတူပါဒါပေမဲ့ဒီစာအုပ်ကသူ့ရဲ့နိုင်ငံရေးလှုပ်ဆောင်ချက်တွေကိုကြည့်ပဲရေးထားတာမဟုတ်ပါဘူးဆရာမကြီးဂျာနယ်ကျော်မမလေးကသူ့ရဲ့ခင်မွန်းတဲ့ကိုဇနီးတဲ့တယောက်ရဲ့မျက်လုံးနဲ့ကြည့်ပြီးရေးဖွဲ့ထားတာပါဦးချစ်မောင်ဟာငွေကြေးချမ်းသာသူမဟုတ်ပါဘူးဒါပေမဲ့စိတ်ဓာတ်အလုံးချမ်းသာသူပါသူ့မှာဝါခမောက်တစ်လုံးပိတ်ဖြူအင်ဂျင်နဲ့တိုက်ပုံစုပ်ကလေးတစ်ထည်ရှိရင်တောင်သူ့ပုံစံကပြည့်တည်ရှိနေတတ်တယ်အာနာရှိသူတွေရှိမှခါမကုန်ဘူးစင်းသားတွေဘက်ကအမြဲတည်းရဲ့ဒါကြောင့်လေစာအုပ်နာမည်ကိုသူ့လိုလူလို့ပြီးခဲ့တာဖြစ်ပါလိမ့်မယ်သူ့လိုလူမျိုးနောက်ထပ်မရှိနိုင်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့အပိုင်းနဲ့ပြည့်စုံမှုများနဲ့ခိုင်မာတဲ့စိတ်ဓာတ်ဒီစာအုပ်ထဲမှာကျမနဲ့သက်ဆုံးတဲ့အားကြရဆုံးချက်ကတော့ဦးချစ်မောင်ရဲ့ရိုးသားဖြောင့်မတ်မှုပါပဲရှင်စာအုပ်ထဲမှာဆရာမကြီးကရေးပြထားတယ်သူတို့မိသားစုဘယ်လောက်ဆင်းရဲခဲ့တယ်လဲဆိုတာကိုပေါ့တခါတလေထမင်းစားစရာတော့နိုင်ပါပဲဒါပေမဲ့ဦးချစ်မောင်ကသူ့ရဲ့ကြားနဲ့ကြော်သတင်းစာမှာကြော်ညာထည့်ကျင်လို့လာကန်းလန်းနဲ့မတမာတဲ့စီးပွားရေးသမားတွေကိုပြပြတသားညှင်ပေးခဲ့တယ်ငါသတင်းစာကပြည်သူမျက်စိပြည်သူနာဖြစ်ရမယ်အမားကိုအမှန်မလောက်နိုင်ဘူးဆိုရဲခံယူချက်နဲ့ပေါ့ဂျပန်ခေတ်မှာလည်းအတန်းအမြင်ကြားကနေပြီးတော့ပြည်သူတွေအားကိုးရတဲ့စာပေတွေကိုဆက်လက်ထုတ်ဝေတယ်သူမကြမ်းမမာတဲ့ကြားကနေပဲတိုင်းပြည်ရေးအတွက်အစည်းအဝေးတွေတက်စာရေးနဲ့မနာမနေအလုပ်လုပ်ခဲ့တဲ့ပုံတွေကိုဖတ်ရတဲ့အခါအော်တိုင်းပြည်တစ်ခုတည်ထောင်မှုဆိုတာဒီလိုကိုကျိုးစွန်းတဲ့ခေါင်းဆောင်တွေရှိမှာပါလားလို့တွေးမိစေပါတယ်အပိုင်း3မေတ္တာဖွဲ့နဲ့ကြေကွဲဖွဲ့ရာဏိဂုံနိုင်ငံရေးနဲ့စာပေကြောင်းတွေပြောပြီးပြီဆိုတော့ဒီစာအုပ်ရဲ့အသေးနှလုံးဖြစ်တဲ့ဦးချစ်မောင်နဲ့မမလေးတို့ရဲ့မေတ္တာရေးရာကိုပြောပြချင်ပါတယ်သူတို့နှစ်ဦးကရဲဘော်ရဲဘက်တွေလည်းဖြစ်တယ်လို့အိမ်တော်ဘက်တွေလည်းဖြစ်ကြတယ်ဦးချစ်မောင်ကမမလေးပေါ်မှာခင်မွန်းတယောက်လိုသာမကဆရာတယောက်လိုပါလမ်းပြသွန်သင်ပေးခဲ့တယ်မမလေးကိုစာပီလောကရဲရအောင်လက်တွေခေါ်ခဲ့တာဦးချစ်မောင်ပါပဲဒါပေမဲ့လည်းကံတရားကမျက်နှာသားမပေးခဲ့ပါဘူးစာအုပ်ရဲ့နောက်ဆုံးပိုင်းဟာဖတ်ရသူတိုင်းကိုမျက်ရည်ကျစေပါတယ်ဦးချစ်မောင်ဟာတိုင်းပြည်လွတ်လပ်ရေးရကန်တဲ့ချိန်သူ့ရဲ့ရည်ချင်းတွေကိုတိုင်းပြည်ကလိုအပ်ဆုံးချိန်မှာပဲယောဂဝေဒနာခံစားခဲ့ရပါတယ်ပဲရစ်မြို့ကိုသတင်းစာဆရာအဖွဲ့နဲ့တွားရဖို့ပြင်ဆင်နေတော့မှပဲသူလဲကျသွားခဲ့တယ်ဆရာမကြီးမမလေးကသူ့ယောက်ျားကိုကယ်တင်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာတော့ဂျာနယ်ကျော်ဦးချစ်မောင်ဆိုတဲ့ကျယ်တမွေးဟာအချိန်မတန်ခင်ရွှေလင်းသွားခဲ့ရပါတယ်ဆရာမကြီးရဲ့ရေးပွဲမှုအင်အားကကောင်းလို့တော့ကျမတို့ကိုယ်တိုင်အဲ့ဒီအခန်းထဲမှာရောက်နေသလိုကိုချစ်ရတဲ့သူတယောက်ဆုံးရှုံးလိုက်ရတယ်လို့ခံစားရစီမှာပါအပိုင်းလေးဘာကြောင့်ဒီစာအုပ်ကိုဖတ်တင်တယ်လဲဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါမှာကျမတို့ဘာရလိုက်တယ်လဲပထမအချက်အနေနဲ့တန်ဖိုးပါလူတစ်ယောက်ရဲ့တန်ဖိုးဆိုတာငွေကြေးတနာမဟုတ်ဘူးရက်တီချက်နဲ့စေတနာဆိုတာကိုချစ်မောင်ကတသိပြသွားပါတယ်ဒုတိယအချက်ကတန်ရောင်းစင်ပါအိမ်တော်တစ်ခုမှာနားလည်မှုနဲ့ရှိဆိုင်အခက်အခဲတွေကိုကျော်လွှားနိုင်တယ်ဆိုတာတွေ့ရပါတယ်တတိယအချက်ကတော့သမိုင်းပေးတာဝန်ပါကိုရှင်တန်နေတဲ့ခေတ်ကာလအပေါ်မှာတာဝန်ကြီးခဲ့တဲ့
လူသားတယောက်ရဲ့ဘဝမှတ်တမ်းမို့လို့လူငယ်တိုင်းဖတ်ကိုဖတ်တဲ့စာအုပ်တအုပ်လို့ကျမညွှန်ဆိုချင်ပါတယ်ရှင်နေကုန်မိတ်ဆွေတို့ရောဆီယာမကြီးဂျာနယ်ကျော်မမလေးရဲ့သူလိုလူစာအုပ်ကိုဖတ်ဖို့ပါသလားဖတ်ဖို့ရင်ဘယ်ချက်ကိုအကြိုက်ဆုံးလဲမဖတ်ရသေးရင်လည်းအခုပဲရှာဖတ်ကြည့်ဖို့တိုက်တွန်းပါရစေရှင်ဂျာနယ်ကျော်ဦးချစ်မောင်လိုလူမျိုးတွေကျမတို့လူဖွဲ့စည်းမှာများပေါ်ထွန်းလာပါစေလို့ဆုတောင်းရင်ဒီနေ့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်လိုက်ပါရစေရှင်အခုလိုစာအုပ်မိတ်ဆက်ဗီဒီယိုလေးတွေနဲ့စာအုပ်အနှစ်ချုပ်ဗီဒီယိုလေးတွေကိုနှစ်သက်တဲ့ဆိုရင် like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်အားလုံးပဲကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေရှင်